အားလုံးပဲမင်္ဂလာပါ MC Fashion ကနေပြီးတော့ကြိုဆိုပါတယ်အခုမှပြပေးမှာကြတော့ဒီလို steak ကိုလာလေဒီ steak ကကြတော့မတို့မြန်မာပွက်တဲ့အင်ဂျီမှာတက်တဲ့ steak ပုံစံမျိုးမဟုတ်ပဲနဲ့brush အင်ဂျီတို့ပြီးလို့ရှိရင် ready made အင်ဂျီတွေမှာတက်တဲ့ steak ကိုလာလေးကိုရိုးရှင်းဆုံးနဲ့ပြပေးသွားမယ်နော် steak ချုံနည်းလေးပါပတန်ဆွနည်းလေးပါပြပေးခြင်းပါနဲ့ဒါကြတော့မတို့အခု10ရက်နေ့မှာဖွင့်မယ်တင်တဲ့အတွက်မတို့သင်ခန်းစာလေးပေါ့နော်ကဲဒါဆိုလို့ရှိရင်မဒီစက်ကူလေးကိုနှစ်ခေါက်လေးခောက်ထားရပေါ့နော်ပြီးလို့ရှိရင်မတို့နောက်ချမ်း11ရဲ့နောက်ချမ်းအဖြေရှေ့ရန်ရဲ့အဖြေပေါ့နော်ဒါကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တိုင်ကိုတိုင်ပေးထားရမယ်ပက်တန်ကထွက်လာတဲ့ရှေ့ရန်နောက်ချမ်းအဖြေလေးကိုတိုင်ပြီးဆိုလို့ရှိရင်မတို့အပေါ်ကို6စီယံလေးတက်တယ်ပြီးတော့3စီယံလေးမှမှတ်လိုက်တယ်သူ့လည်းအဲ့လိုပဲ3စီယံပုံမှန်ကတော့3စီယံနှစ်ခေါက်တက်တာပေါ့နော်ဒါ11ရှေ့တဲ့သူတွေအတွက်နော်11မရှိဘူးပုံမှန်11ပူတယ်ဆိုလို့ရှိရင်တော့နှစ်ခွက်လောက်ပဲယူကြတာပေါ့နော် ready made ဒီမှာလေဒါဆိုရင်မ3စီယံနေပြီးတော့ခွဲလိုက်တယ်ဒီဘက်ကို2 cm လေးယာလိုက်တယ်ပြီးတော့ဒီအောက်ကိုလည်း2 cm လေးเนาะပြီးရင်ဒီလိုဆက်လိုက်တယ်ဒါပေမဲ့မတို့ဒီနေရာလေးမှာပြန်ပြီးတော့ပြန်ပြီးနောက်ထပ်အချောပြန်တန်းလို့ရတယ်เนาะဒီပြီးတော့ဒီလိုပုံစံလေးဆက်လိုက်တယ်ဆက်တဲ့အချိန်မှာเนาะဒီနားမဆိုလို့ရှိရင်မြင်းလေးမှာဆိုရင်အရာကြီးတောက်ချုံဖြစ်နေလို့မရဘူးပေါ့เนาะပြီးလို့ရှိရင်ဒီဟာလေးကိုမညှက်ထုတ်လိုက်ပါမယ်ပြီးလို့ရှိရင်မိမိရဲ့လက်ဘင်းကိုပြန်တိုင်လို့ရတယ်ရှေ့နောက်ပေါင်းချင်းဒီအဲ့အဖြစ်ပြန်ရမရလေเนาะအဲ့တော့ဒါလေးကကြတော့မတို့ ready made ဖြစ်တဲ့အတွက်လုံးဝချက်ကန့်လက်ဘင်းမှာလုံးဝကန့်နေတဲ့ပုံစံလေးမဟုတ်ဘူးလက်ဘင်းကနေပြီးတော့မတို့ခွာပြီးတော့တိုင်ထားတယ်လက်ဘင်းဆိုတော့မူလလက်ဘင်းနဲ့နည်းနည်းလေး1 cm လောက်တော့ပိုနေလိမ့်မယ်လက်မသမားတွေက3 cm လောက်ပေါ့နော်ဒီလိုအတိအကျသေးချာလေးသင်ချင်တယ်ဆိုလို့ရှိရင်တော့မတို့အခြေခံတက်လေးကို join နိုင်ပါတယ်အခုလာမယ့်10ရက်နေ့မှာဖွင့်မဲ့သင်ခန်းစာလေးပေါ့နော်သင်ခန်းစာရိုက်နေရင်လည်းဒီ state unit user လေးကိုပြပေးလိုက်ပါနဲ့ဒါပွက်တက်မဟုတ်ပဲနဲ့ ready made မှာထည့်တဲ့ state ပုံစံလေးပေါ့နော်ဒီဟာလေးကိုမတို့နှစ်စားယူမယ်ပတ်လေ1 cm နဲ့ပိတ်စာနှစ်စားကိုညှပ်ပေးထားပေါ့နော်ကဲမတော့ပိတ်စာညှပ်တဲ့နေ့မပြတော့ဘူးဒီမှာမလိုင်းနေမထည့်ဘူးဘာထည့်လဲဆိုတော့ copy ကိုနှစ်ထပ်လေးကတ်လိုက်တယ်เนาะ copy တူလေးကတ်လိုက်တယ်ပြီးလို့ရှိရင်တော့ဒီကာဗွန်နဲ့လှိတ်တယ်เนาะဒီမှာဒီဘက်မှာကာဗွန်နဲ့လှိတ်တယ်ဒါပေမဲ့မဒီဟာကိုဒီလိုလေးခောက်ပြီးတော့လေဒီစက်ကူယူထားတဲ့အတိုက်ပေါ့เนาะပတန်တိုက်ကိုပတ်လေဒီမှာတခါတည်းချုပ်လိုက်တာဒီလိုချုပ်လိုက်ခြင်းအပြင်လုံးဝတိကျလေးထွက်တယ်เนาะစက်ကူလည်းမခွာဘဲနဲ့ဒီလိုလေးချုပ်လိုက်တာဘာလို့လဲဆိုတော့ခွာရင်လည်းရတယ်မခွာလည်းရတယ်ဒါပေမဲ့ဒီလိုလောက်တာတော့ပို့ပြီးတေချတာပေါ့เนาะကံမစက်ကူမခွာဘဲနဲ့ဒီတိုင်းချုပ်လိုက်ပါတယ်ဒီလိုဓာတ်လျှောက်ချုပ်လိုက်တယ်ဒီအောက်ကိုကြတော့မတို့ပုံမှန်ဆိုလို့ရှိရင်ဒီလိုတခါတည်းခောက်ပြီးမှချုပ်တာမကတော့ဒီမှာချုပ်နေရင်းနဲ့ခောက်သွားလိုက်တာပြီးရင်ဒီနေရာမှာခြိတုပ်လိုက်မယ်เนาะဒါလေးလည်းယူလို့ရတယ်ဒါပေမဲ့မတို့သင်တဲ့အင်ဂျီတွေမှာလုံးဝကော့မသုံးဘူးเนาะအဲ့တော့ကော့မသုံးမဲနဲ့လည်းအင်ဂျီတွေတစ်ထည့်ကကမွန်ထွက်တဲ့ stick ကိုလည်းတစ်ခုကကမွန်ထွက်တဲ့ဆိုတာလေးကိုပြပေးချင်ပါတယ်ဒါလေးတော့သင်တန်းထဲမှာလုံးဝအသေးစိတ်ပြပေးထားပါတော့เนาะပြီးလို့ရှိရင်မဒီမှာပင်ရလေးနဲ့ထိန်းထားเนาะမတို့ 1cm ဆို 1cm လက်မသမားတွေက4စိတ်ဆို4စိတ်ပေါ့เนาะဒီလိုလေးထိန်းပြီးတော့မတို့မိဘူးတိုင်းမှာကော့လုံးဝမသုံးဘူးเนาะကော့ကအရင်ကတော့သုံးတာပေါ့เนาะခုနောက်ပိုင်းတော်တော်များများ4နှစ်5နှစ်လောက်တော့ရှိပါပြီကော့မသုံးဖြစ်တာလေအဲ့တော့ကော့မသုံးမဲ့နဲ့အထက်လေးတွေကိုချုံအောင်လေးချိုလို့ရတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ပြပေးချင်ပါတယ်ဒီမှာဒီဖက်မှာတော့ကာမွန်လှိတ်ထားတယ်ပေါ့နော်ဒါလေးကိုမိဘူးလေးတိုက်မယ်နော်ခုနပင်ရထိုးထားတဲ့ဟာလေးကိုပြန်ဖြုတ်မယ်နော်အဲ့တော့ညီညာတသက်ရန်လေးထွက်တယ်နော်ဒါကော့သုံးမမဟုတ်ဘူးနော်ကဲဒီမှာပင်ရလေးဖြုတ်မယ်ပြီးရင်မိဘူးလေးတေချာလေးတိုက်မယ်တကယ်လို့ရေနွေးငွေးမရှိလို့ရှိရင်အများအားပြောနေကြရေတက်ဘူးတဲ့ရေလေးထည့်ပြီးမှဖြန်းပြီးတိုက်လို့ရနော်အပေါက်လေးဖောက်ပြီးတော့လေတချို့ကသမီးမာကအဲ့လိုလေးမရှိဘူးဒီချက်သုံးတဲ့ပစ္စည်းလေးတွေမရှိတော့မရှိလဲရှိတာဆင်ပြေတာလေးနဲ့သုံးလို့ရရနော်အရင်ခုမှလေးလာတဲ့ဆိုလို့ရှိရင်တော့ပိတ်ဆက်အကုန်ကြမခံတဲ့အောင်နော်ရှိတာလေးနဲ့ဆင်ပြေအောင်သုံးလို့ရပါတယ်နော်ပြီးရဒီမှာကတ်ကြေးတောက်ပေးရဘာလို့လဲဆိုတော့နည်းနည်းကွေးနေတဲ့ဟာလေးတွေရှိတယ်လीနော်အဲ့တော့လက်ပင်ရှင်းမှဆိုရင်မတို့နည်းနည်းအောက်ကို1 cm ချပြီးတော့ယူထားတာဖြစ်တဲ့အတွက်အဲ့တော့အကွေးအကောက်လေးဒီမှာကတ်ကြေးလေးတောက်ပေးလို့ရှိရင်မတို့ကိုယူထားတဲ့ပတ်တန်တိုင်းเนาะခန္ဓာကိုယ်တိုင်းလုံးဝအတိအကျလေးထွက်တယ်ပေါ့เนาะဒါကိုပြီးလို့ရှိရင်ပြန်ညှက်ထုတ်တဝက်လောက်လေပြီးရင်မိဘူးလေးကိုချောနေအောင်တိုက်လိုက်တာပြန်လှန်ပြီးတော့နေမခတ်ပါဘူးเนาะဒါလေးကဒီတန်းမဆိုလို့ရှိရင်2မျိုးတင်ပေးတယ်ဒီလို ready made မှာထည့်တဲ့ပုံစံက1မျိုးပြီးလို့ရှိရင်တော့မြန်မာပွက်တဲ့လုံးဝချက်ကန့်နေတဲ့ဓာတ်ထိုးပြီးเนาะsteak ကော်လာလေးကိုမှဓာတ်တွေထည့်ပြီးတော့လုံးဝချက်ကန့်နေတဲ့နည်းနဲ့2နည်းတင်ပေးထားတဲ့အတန်လေးပါဒီအတန်လေးကို join ကြည့်နေဆိုလို့ရှိရင်တော့အခုလာမဲ့10ရက်နေ့ဆိုလို့ရှိရင်သင်တန်းအစပါပြီသင်တန်းမစခင်ကတည်းကခုတက်က group ထဲမှာလိုအပ်တာလေးတွေပိတ်စာဝယ်နည်းလေးတွေကိုတိုင်းလေးတွေ
ကျက်သီးတန်းနီးလေးတွေလက်ချိုးလိုက်နီးလေးတွေစက်တီလက်မကွာချပုံလေးတွေ copy ကလေးတွေတစ်ခါတည်းတင်ထားပြီးသားအဲ့တော့10ရက်နေ့တင်ထားစားပြီးဆိုတာနဲ့ဒီဟာလေးတွေမတင်တော့ဘူးလုံးဝသင်ခန်းစာကိုပဲဆက်တိုက်သွားတော့မှဖြစ်တဲ့အတွက်အခုကတည်းကသင်တန်းထက်ရောက်နေတဲ့သူလေးတွေကကြတော့ပိုလို့တောင်ဆင်ပြေတယ်ပေါ့နော်ခုကတည်းကလေးလာခွင့်ရနေလို့လေနော်10ရက်နေ့စတယ်ဆိုရင်10ရက်နေ့မှာစပြီးတင်တာမဟုတ်ဘူး10ရက်နေ့စလို့ရှိရင်အင်ဂျီဘန်ကိုတည်တတ်သွားပြီအခုကကြတော့ဒီမှာလိုအပ်တဲ့လေးတွေကိုထပ်သွင်းပြထားပေးတာပေါ့နော်သင်ခန်းစာကကြတော့လက်မလားစတင်လားဆိုပြီးအမြဲတမ်းမေးကြတယ်ဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်ပြီးနားထောင်တော့ထပ်မေ6မျိုးကကြတော့လက်မနီးပါစကန်နဲ့အင်ဂျီတွေကတော့စင်တီမီတာနီးလေးပါเนาะကြိုက်တဲ့ချိန်မှလေးလာလို့ရတယ်เนาะ Facebook group Telegram group နှစ်ခုနဲ့သင်ပြတာဖြစ်တဲ့အတွက်မိမိအားနဲ့ချိန်မှလေးလာပါသင်တန်းကြီးကကြတော့3000ကျပါဒီသင်တန်းဒီဒီ group လေးကရာသိပ္ပံ group လေးဖြစ်တဲ့အတွက်เนาะအားနဲ့ချိန်မှလေးလာပြီးတော့သင်ယူလို့ရတဲ့အတန်းလေးပါဘယ်နေရာဘယ်နိုင်ငံဘယ်ဒေသပဲရရောက်လေးလာခွင့်လေးလာလို့ရတယ်เนาะအချိန်နဲ့တပြေးညီသင်စီရမလို့ဘူးเนาะအဲ့တော့ကိုစိတ်ကြိုက်အားတဲ့ချိန်မှာအားသလိုလေးလိုက်ရင်ရပါပြီအိမ်စာလေးတွေနေ့တိုင်းစစ်ပေးပါတယ်အိမ်စာစစ်လို့ရှိရင်လက်ရလေးတွေတုတ်တက်မတက်ဆိုတာကကိုရဲ့လက်ရလေးတွေကိုလိုအပ်ချက်လေးတွေကိုအကုန်လုံးသိစိတ်ပြောပြပေးတာဖြစ်တဲ့အတွက်ဒီအတန်းလေးကနောက်ဆုံးပါပဲเนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်